モナイチバの一番バレ今日はとてもレコラ方ですဒီနေ့ကတဲ့အရန်ကိုတဲ့ကွက်လက်ဖြစ်ခဲ့ပါတယ်ပြောပြကောင်းခဲ့เนาะဒါတော့ရှိခတ်တာတဲ့ဥရေရှိခတ်တာတဲ့မဟုတ်เนาะခန်းကြီးမတူเนาะအဲ့တော့ဤဇိုကားရှိခတ်တာတဲ့အလုံးများခဲ့တယ်ဒီဟာဇူကားရှိခတ်တာတဲ့ရှက်ခဲ့တယ်ဒါတော့ရှိခတ်တာတဲ့ရရှင်ကစရာကောင်းခဲ့တယ်ပေါ့เนาะကျွန်တော်ကဒီခန်းကြီးရဲ့အတိတ်ပဲကိုအတန်ထွက်ကိုမသိလို့ဖော်ပြီးဖြေမယ်ဆိုရင်တော့ဖြေလို့မရဘူးဟုတ်လဲဆိုအကုန်လုံးကထည့်လို့ရတယ်เนาะဟာဇူကားရှိခတ်တာတဲ့တစ်မျိုးကလွေးမဟုတ်တယ်မလားဒီနေ့ရရှင်ခဲ့တယ်ဟုတ်လားနောက်ပြီးတော့အလုံးများခဲ့တယ်ထည့်လို့ရတာပဲเนาะဒါပြောရှင်ခဲ့တယ်ရှက်ခဲ့တယ်ရတိတ်မရအောင်ကျန်တဲ့ဟာတွေအကုန်လုံးကထည့်လို့မရဘူးလားရတယ်เนาะဟုတ်ပြီကဲနံပါတ်1သွားမယ်ဌာနကဆန်ဝါတဲ့ဣစခါရကွက်လက်တေတွန်းဒက်စကာဘယ်ချင်းအားစပြီးရောပေါ့เนาะကွက်လက်တေတွန်းဒက်စကာအဲ့တော့ခါယောတေတွန်းဒက်စကာဖြစ်မလားမတေတွန်းဒက်စကာဖြစ်မလားနာဒတေလားနော်ခုတေလားဒီခန်းကြီးကတင်ယူတဲ့ခန်းကြီးမလို့ပေါ့เนาะဘယ်ချင်းအားစပြီးနာဒတေတွန်းဒက်စကာတင်ယူနေတာလဲဆိုပြီးမှတ်မယ်ပေါ့เนาะအဲ့ကျန်တဲ့ဟာတွေကိုဖော်ထည့်ကြည့်ဘယ်ချင်းအားစပြီးခါယောတေမတ်ကအသွားပြန်လုံနေလဲပေါ့မအကြောင်းတက်နေလဲရုံတက်နေလဲဆိုဒါမှန်တာပဲလीเนาะဘယ်ချင်းအားစပြီးရောသွားပြန်လုံနေလဲမတေမတ်လွန်တက်စကဘယ်ချင်းအားစပြီးစောင့်နေလဲရတာပဲနော်ခုတ်တဲ့တော့မရဘူးဟုတ်တယ်မလားနော်ကိုဒီမာကျွင်းကြံတာဆိုတော့လေဘယ်ချင်းအားစပြီးတော့ကျွင်းကြံနေလဲတော့မရှိဘူးအဲ့တော့ကျန်တဲ့3ခုလုံးကတင့်တော်တဲ့အတွက်ဒါခန်းကြည့်တာမရဘူးဆိုရင်ဒီဖြေကဒီပုတ်ကဖြေလို့မရဘူးပေါ့နော်